Kobe ရှိမင်္ဂလာမင်းရဲ့ပြည့်တဲ့ဘောကိုရောက်မင်္ဂလာပေါင်းတဲ့ဆုံး
ချင်းကျုံးရောင်းရရှိပြီးဖြစ်ကြတာဒီလေးကိုမင်္ဂလာချိန်မှစနေရောဂါလည်းနဲ့ဆက်စပ်လို့မှဒီတို့ကြီးနေပါလေဘယ်လိုဆုံးတော့အနေထားရုံကလည်းမှစင်ကြီးပြီးဝေးကြပါစေလို့ဒီမင်္ဂလာလေးတော်ကြီးရှောက်ရုံးကြတဲ့ဆောင်လာဘောင်းဘောင်းလိုက်ကြပါစေကြောင်းလောကီလောကုပ္ပရာအဖျားသောကျိုးတို့ကိုရရှိခံစားနိုင်ကြပါစေကြောင်းဆုမွန်ကောင်း၏မင်္ဂလာမောင်နဲ့ဆုံးဖြင့်နှစ်တော်မိဘများမှာဂုဏ်ပြုစွာဖြင့်တည်ခင်းတဲ့ဂုဏ်ကျွမ်းဝင်ပါသောကျွမ်းမြတ်သောမင်္ဂလာထာနာစတော်တရားများကိုဆက်လက်သုံးဆောင်နိုင်ကြပါမယ်ခင်ဗျာကျေးဇူးကြီးစွာသုံးဆောင်ကြရင်လေဒီရှိသူမင်္ဂလာခမ်းမှာမင်္ဂလာတိတ္တသားများကိုလည်းဆက်လက်နောက်တော့ဆင်နွှဲကြပါခင်ဗျာရှင်မင်္ဂလာကဘုရားနာကြီးမှာသူတို့ပြန်ရလို့ချက်ရှိပါကတိခံခွင့်လို့နားတဲ့ပေးကြပါရဲ့မင်္ဂလာမောင်လေးနှစ်ဖက်တော်ကြီးကလည်းကိုစားမြစ်တာရက်ခံပေးကြရပါခင်ဗျာကျောင်းရောက်ချင်းမှုတွေနိုင်နေစွာအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆုံးပန်းတွေပူပွေးတန်စင်လေးတွေပြန်လွင်လေးလိုက်တဲ့ရင်တွေတထိတ်ထိတ်ခုံးစေအကျဉ်းနာအကြည့်တွေဆုံးတိုင်းအရာရာတိုင်းဟာလှပအိုးချစ်ချာမင်္ဂလာချိန်ဝဲရောက်ရှိခဲ့ပြီဖျားရှိလူရှိဒီသစ္စာထားကအချစ်ဆုံးရဲ့နေဟာကိုတွေ့ဖျားခင်ပေးတယ်စူလက်တစ်ခုပဲဆုံးစည်းခွင့်ပေးတဲ့ဖျားခင်အားရှင်ကျေးကကျေးဇူးတင်နေဘယ်တော့မှသစ္စာမပြတ်ဘူးနော်ခိုင်မြဲသောချစ်တွေနဲ့ကုန်ဆုံးလို့မသွားတဲ့ဝန်ခံပါတဲ့နေ့တယောက်ကိုပဲတက်ဆောင်ကြည့်ချစ်ပါမယ်ဒီကဘာမှမင်းပဲချနာသူလေးတည်ပါစေဆုံးပန်းတွေပူပွေးတန်စင်လေးတွေပြန်လွင်လေးလိုက်တဲ့ရင်တွေတထိတ်ထိခုံးစေအကျဉ်းနာကြည့်တွေဆုံးတိုင်းရာရာတိုင်းဟာလှပအိုးချစ်ချာမင်္ဂလာချိန်ဝဲရောက်ရှိခဲ့ပြီဖျားရှိလူရှိဒီသစ္စာထားကအချစ်ဆုံးရဲ့နေဟာကိုတွေ့ဖျားသခင်ပေးတယ်စူလက်တစ်ခုပဲဆုံးစည်းခွင့်ပေးတဲ့ဖျားသခင်အားရင်တဲကကျေးဇူးတင်တယ်ဘယ်တော့မှသစ္စာမပြတ်ဘူးနော်ခိုင်မြဲသောချစ်တွေပေးကုန်ဆုံးလို့မသွားဝန်ခံပါတဲ့နေ့တယောက်ကိုပဲတက်ဆောင်ကြည့်ချစ်ပါမယ်ဒီဘာမှမင်းပဲချနာသူလေးတည်ပါစေ